လူးမကစားပြီးတော့သွားပြီးကြကိုရောင်ဖြောက်ပြီးထွက်သွားအလေးလားသမီးလေးလားလာမေးတာပါပေါ့ဟဲ့သားလေးမွေးပါတယ်ဒီမှာဆိုတော့ဘလူးမကစားပြီးတော့သွားပြီးကြကိုရောင်ဖြောက်ပြီးထွက်သွားပထမကြိမ်တော့သားလေးပျောက်သွားတယ်အိန္ဒိနာချင်းယူတာလို့တရားရောကယူတာလို့တငယ်ချင်းကယူသွားတာလို့ဆွေမျိုးတွေကခေါ်သွားတာလို့ဒီလိုထင်ရတယ်နောက်ကလေးရှာမရနှစ်ကြိမ်မြောက်လဲဒီအတိုင်းပဲမိဖွားတဲ့ကြိမ်လာပြန်ပြီဘလူးမလာစားတော့အဲ့ဒီမှာမြို့သမီးကသတိထားမိတယ်ငါတငယ်ချင်းအပေါင်းအသင်းကငါကလေးကိုလိုချင်လို့ဆိုပြီးတော့ခဏလေးခြီးပရသည်နမ်းပရသည်တရားမှမရှိအဲ့ဒီရက်မှာရောက်လာတဲ့မြို့သမီးတယောက်ငါသူ့ကိုတခါမြင်ဘူးသူလာတဲ့အခါမှာလည်းပဲတခြားလူတွေနဲ့ပုံစံမတူဘူးဘလူးကဘလောက်ဖန်ဆင်းသူတော်ကောင်းတို့တွေမျက်လုံးနှစ်ဖူးမောက်မယ်နှစ်ယောင်ကောက်မယ်မျက်ထောက်နီမယ်အရေးမထွက်ဘူးဒါမျိုးလေးတွေရှိမှာကိုဗျဟုတ်လားအဲ့ဒါလေးတွေအကဲခတ်ကြည့်လိုက်တော့ဒါသူလူသားမဖြစ်နိုင်ဘူးဘလူးဖြစ်လောက်တယ်ငါဒီနေရာမှာနေပြီးတော့ဒီတိုင်းနောက်တစ်ခါ3ချိန်မြောက်ဖွာရင်လေဒီဘလူးမှလက်စာမိအောင်မယ်အဲကြောင့်သူ့ယောက်ျားကိုတိုင်ပင်ပြီးမောင်းရဲတဲ့ဒီတစ်ခါသားဖွာမယ်ဆိုရင်ကျမအမေစီသွားမယ်ကျမမေတို့ကသာဝတိမြို့လေကောင်မှာဆိုတော့ဘလူးရန်တွေဘာတွေကင်းတယ်မြို့သားကလည်းသဘောတူတယ်ဟုတ်ပါပြီကွာဆိုပြီးတော့3ချိန်မြောက်ရောက်တဲ့ခါကျတော့အဲ့ဒီမှာကိုဝန်ရင်းမှဖြစ်တော့သာဝတိမြို့တဲ့သွားတယ်မိဖွာအဲ့ဒီချိန်မှာပြိဿဘလူးမကလည်းဝတ်တဝန်နတ်မင်းရဲ့တံမှာရေတံတာဝန်ကြတယ်တခါကြရင်သူက4-5လကြာတယ်ကိုလေးမလေးကသွားပြီးတော့မိဖွာဖို့တဲ့သူမိဘထံရောက်နေတဲ့အချိန်မှာသူကလည်းပဲဝတ်တဝန်နတ်မင်းကြီးထီရောက်မိဖွာပြီးတဲ့အချိန်ထိသူမပြန်သေးဘူးဟိုမှာမိတွေဘာတွေဖွာပြီးတော့ကလေးလေးနည်းနည်းလေးကြီးလာပြီးနာမကရဏနာမည်ပေးတဲ့မင်္ဂလာတွေဘာတွေလုပ်တော့အဲ့ဒီအချိန်မှာသူကဟိုကဝတ်တဝန်နတ်မင်းထီကဘလူးမကလွတ်လာပြီးတော့သူနေတဲ့အိမ်ကိုသွားကြည့်တယ်မရှိတော့ဘေးကိုမေးတယ်ဟဲ့ဒီအိမ်ကဇနီးမောင်နှံဘယ်သွားကြခဏကြိမ်ရှိပြီကလေးလေးတွေဘလူးစားခံရလို့ဒီတခါစားမခံရအောင်သူမိဘထံသွားမိဖွာတာတဲ့ဘေးကပြိဿမသိဘူးဘလူးမမသိအဲ့လိုပြောလိုက်တော့ဘလူးမကဟဲငါလက်ကညှိလွတ်ရိုးလားငါမရအောင်လိုက်မယ်ဆိုပြီးတခါလိုက်အဲ့ဒီစင်ချိန်မိုးရက်ွက်ရွာလေးကနေပြီးတော့သာဝတိမြို့ကိုလိုက်ဟိုကလည်းသာဝတိမြို့တဲကနေပြန်ထွက်ပြီးတော့သူတို့ရွာလေးပြန်ကန်ဒီမှာမြတ်စွာဘုရားရဲ့ဇေတဝန်ကျောင်းကြီးနာရေကန်ထဲမှာတို့ရေမိုးလေးချိုးကြအောင်ဆိုသားလေးလည်းရေချိုးပေးအောင်ဆိုပြီးတော့အဲ့တော့သားလေးရေချိုးပေးပြီးတော့မျိုးသမီးကသူ့ချိုးလိုက်အောင်မယ်ဆိုပြီးတော့အမျိုးသားလက်ထက်ကလေးလေးပြီးမျိုးသမီးကရေချိုးမျိုးသမီးရေချိုးပြီးကုန်းပေါ်ပြန်တက်ပြီးကလေးလေးပွေထားပြီးမျိုးသားကအဲ့ဒီမှာရေတဲ့တခါတလက်ပြန်ရေချိုးအမျိုးသားရေချိုးမှနေတော့မှဘလူးကလိုက်လာတယ်ဟာဘလူးကလိုက်လဲလာရောလာပြီးမောင်ရဲ့ဘလူးဆိုပြီးတော့အဲ့ဒီမှာကလေးလေးကင်ပြီးတော့ပြေးလိုက်တာသူ့ယောက်ျားသူမဆောင်တော့ဇေတဝန်ကျောင်းနဲ့နီနာဆိုတော့ကျောင်းထဲကိုဝင်ပြေးတယ်ကျောင်းထဲဝင်ပြေးတော့မြတ်စွာဘုရားတရားဟောနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အနိနာသွားပြီးတော့မှမြတ်စွာဘုရားရဲ့ခြေပမိုးပေါ်မှာကလေးလေးကိုတင်ထားလိုက်တာမြတ်စွာဘုရားတပည့်တော်သားလေးကိုမြတ်စွာဘုရားလှူပါတယ်ဘုရားဒီသားလေးကိုမြတ်စွာဘုရားရဲ့သားလေးကိုမှတ်တော်မူပါဘုရားအဲ့ဒီမှာနောက်ကဘလူးကလိုက်လာတယ်ကျောင်းဆောင်နတ်ကနေတားထားလို့ဘလူးမဝင်ခွင့်မရဘလူးမဝင်ခွင့်မရတော့မှမြတ်စွာဘုရားကသိတယ်ရှတအာနန္ဒာကျောင်းဆောင်နတ်သူမနာကိုပြောအဲ့ဒီဘလူးမဝင်ခွင့်ပေးလိုက်ပါဆိုတော့မြတ်စွာဘုရားဝင်ခွင့်မပေးပါနဲ့ဘုရားတပည့်တော်သားလေးအဲ့ဒီဘလူးမစားတာ2ကြိမ်2ခါရှိပြီးပါပြီဘုရားဒီတခါစားမှကြောက်လွန်းလို့ပါမြတ်စွာဘုရားဝင်ခွင့်မပေးပါနဲ့မြတ်စွာဘုရားကညှိငြိမ်နေပါတဲ့စကားမပြောပါနဲ့ဒီလိုပြောတယ်ဘလူးမဝင်လာအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောတယ်ညီတို့တွေတဲ့ငါဘုရားနဲ့သာမတွေ့ဘူးဆိုရင်တော့မွေနဲ့မွေပါလို့ကဘာတီတဲ့၍ရန်သူတွေဖြစ်နေကြတော့မှာမွေနဲ့မွေပါအခုချိန်ထိတဲ့တယ်ရှိလားရှိဘူးတွေ့လိုက်ရင်ရန်ဖြစ်ဖို့စားဖို့ပဲလေနောက်တကကြီးနဲ့ဂင်ဘုတ်တနည်းပြောရင်ကြီးနဲ့ဇီးကွက်ပေါ့သူတို့လည်းတဲ့တယ်ရှိလားမရှိဘူးနောက်တကဝန်နဲ့ကြို့ပင်ဆောင်နာသူလည်းတဲ့တယ်ရှိလား
သူတို့ကပ္ပယံနေဖြစ်တယ်လို့ညီတို့နှစ်ယောက်လည်းပဲကပ္ပယံနေဖြစ်ပြီးဘယ်တော့မှငြိမ်းကြမှာမဟုတ်ဘူး